Rose အမြဲတမ်းလှုပ်ရှားဖြစ်တဲ့ကိုရီးယားထမင်းတုပ်လေးအကြောင်းကိုဒီနေ့ပြောပြမယ်အရင်ဆုံးကြုတ်လေးတွေကိုမကတ်တဲ့အိုးနဲ့စီလေးဖြန်းရုံလေးဖြန်းပြီးတော့ကြော်ထားလိုက်မယ်ပြီးရင်တော့နောက်ထပ်စီလေးနဲ့ထပ်ဖြန်းပြီးအသားကိုအရသာရှိအောင်ပဲငံပြားရည်လေးရေလေးနည်းနည်းလေးနဲ့ရောပြီးတော့ကြော်လိုက်မယ်အသားရထွက်လာတဲ့ရေတွေကိုနောက်ထပ်ရင်နွေးလေးရဲ့ပဲငံပြားရည်လေးရဲ့ကိုထည့်လိုက်ပြီးတော့ဟင်းနုနွယ်မုံလာဥနီမှုပဲပင်ပေါကြက်သွန်မိတ်အဲ့ဒါတွေကိုတစ်မျိုးချင်းစီကိုထည့်ပြီးတော့နူးနေအောင်လို့ပြုတ်ပြီးတော့ဆယ်ထားလိုက်ပါမယ်ရှင်အားလုံး ready ဖြစ်ပြီဆိုလို့ရှိရင်တော့တုံးမဲ့ပကံထဲမှာထမင်းဖြူလေးတစ်လုံးကိုထည့်လိုက်မယ်ပြီးကြရင်တော့အခုနောက်တော့ကပြုတ်ထားတဲ့အရွက်တွေကိုတပုံချင်းစီထည့်ပြီးတော့ plate တင်လုပ်လိုက်ပါမယ်ရှင်sauce ကိုတော့ကိုရီးယားငရုတ်သီးအနှစ်ဆမ်ယောင်းကချီလီ sauce နဲ့ပဲငယ်ပြားရဲ့အကြည်လေးထည့်ပြီးတော့ရောသမမွှေးလိုက်မယ်ဆိုလို့ရှိရင်ထမင်းတုပ်လေးအတွက် sauce လေးရပါပြီရှင်နောက်ဆုံးအဆင့်မှာတော့အခုနာကဆက်ထားတဲ့ sauce လေးကိုစိတ်ကြိုက်အပေါ်ဝဆန်းပြီးတော့နေပြီးလို့ရပါပြီဒီနေရာမှာစက်သားမှုတ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ထည့်လို့ရပါတယ် rose ကတော့ထပ်မထည့်တော့ပါဘူးခုဆိုလို့ရှိရင်တော့အရန်ကိုစားကောင်းတဲ့ကိုရီးယားထမင်းတုပ်လေးရပါပြီရှင်